ဒီမှာအသက်ကတော့28နှစ်ပါနေစက်ရုံကလောက်တဲ့နေရာကတော့ပလဲလန်စမှုစုံ3စက်ရုံနာမည်တော့ Honda Ever ပါကျမအမလုပ်နေတဲ့ယာတူကတော့ Super ယာတူပါလောက်တဲ့ကတော့တစ်နှစ်ကျော်ပြီစက်ရုံရဲ့အထည်ချုပ်တာတော့ OPS တိုင်ပါအခုကလေးတွေဝန်ထမ်းတွေကြတော့တချို့တစ်ဝက်ကမလာဘူးမလာတဲ့ဟာကို Super မလာတဲ့ line က Super ကိုလာခဲ့ပါဆိုပြီးခေါ်တယ်ခေါ်တော့သွားတော့ညီမ line ကတော့လူကြီးများလည်းဖြစ်တယ်ပြတချို့ line တွေကလည်းလူကြီးများသွားကြတယ်ဒါပေမဲ့ညီမတို့ကြတော့ပိုးစုတယ်ပိုးဆိုတော့နင်ကခလေးတွေကိုမထိန်နိုင်ဘူးလားနင်ဒီလောက်လေးတော့စွမ်းစားမရှိနိုင်ဘူးလားမအုပ်ချုံနိုင်ဘူးလားလို့သူကပြောတယ်ပြောတော့သူကနင်းနဲ့စောက်သုံးမကြရင်ထွက်သွားစောက်လို့မလုပ်ချင်မလုံးနဲ့အဲ့လိုမျိုးထွက်သွားစောက်အောင်တော့မရှိဘူးဘောင်နဲ့သူကအဲ့လိုမျိုးပြောတယ်ပြီးတော့အဲ့လိုမျိုးပြောတော့ညီမလည်းစိတ်တော်နဲ့သူ့ကိုပြန်ပြောလိုက်တာနင်းမန်နေဂျာတယောက်ဖြစ်ပြီးတော့နင်းဆောင်းနေနိုင်စရာမလိုဝန်ထမ်းချင်းချင်းပြပြလေးလေးပြောလို့ရတယ်လို့အတိုင်းပြန်ပြောလိုက်တာအတိုင်းပြန်ပြောတာကိုသူကနင်းကိုလည်းပြန်ပြောမှုနဲ့လည်းနင်းကိုဂရိတ်ချတယ်တဲ့ဂရိတ်ချဆိုတော့ဂရိတ်ချဘာကြောင့်ချရတယ်လို့မေးတော့လူမထိန်နိုင်လို့တဲ့ဂရိတ်ချတာတဲ့အတိုင်းပြောတာအတိုင်းပြောတော့ညီမကလည်းနင်းကလေးတွေကြောက်လဲအာဝတီကလည်းစင်ပြေတယ်ဘာလို့နင်းဖြစ်တာလဲဆိုတော့ तू ကနင်းဟိုတဲ့ငါမကြိုက်ဘူးတဲ့ခံလည်းမခံဘူးတဲ့နင်းလှုပ်ချင် A plan နဲ့လှုပ်တယ်ညီမ A plan နဲ့မဟုတ် Super ယာတူးနဲ့လှုပ်တာအတွက် Super ပဲဖြစ်မှာလို့ तू A plan မှမလှုပ်ချင်နင်းထွက်သွားတဲ့အဲ့ဆိုရင်ရတယ်လို့ပြန်မာလို့ဆိုပြန်တဲ့အဆိုရင်နဲ့ညီမအပေါ်ဓာတ်ကိုအိတ်တွေပါတက်ယူတာအိတ်တွေတက်ယူတော့သူတို့အယူမခံဘူးလုံုံရေးတွေပါဆက်ခေါ်တယ်ခေါ်ပြီးတော့လုံုံရေးနဲ့ဆွဲလာရန်လာလောက်တယ်အဲ့တော့ညီမကကိုဝင်နဲ့ပြီးတော့ကိုဝင်နဲ့ကိုသူတို့ကဆွဲလာရန်လာလောက်တော့တင်းထုတ်တယ်ထုတ်တော့ညီမပြီးတော့အေးဆေးကြက်ဆင်ပြောတော့ပြန်သွားတာပြန်သွားပြီးအနောက်ကျကြက်ပြန်လာခဲ့ရှင်းပြီးမယ်ဆိုပြောတယ်ပြီးတော့ပြောတော့ तू ကရဲနဲ့အထဲထဲမှာဘာတော့ဟွာတွေပြောမှဆိုရင်တော့အစိတ်ခတ်တဲ့လူတွေရောက်နေတယ်ပေါ့အဲ့လိုမျိုးတွေပြောတယ်ပြောတော့ရဲတွေလည်းတိုင်ခိုင်းတယ်မတ်တက်ထားကိုတိုင်ခိုင်းတာမတ်တက်ထားကအဲ့ဒါကိုဝိုင်းနှံဖုံးဆက်လိုက်တဲ့မန်နေဂျာဖုံးဆက်ပြီးတိုင်ခိုင်းတာတိုင်ခိုင်းတော့ညီမကလည်းကိုကဘာပြစ်မှလည်းမရှိပဲအတွက်အိတ်တက်ယူတာတွေကိုသူတို့ကတိုင်ခိုင်းနေဆိုတော့ညီမရတယ်လို့တိုင်လို့ညီမကလည်းပြောလိုက်တယ်ကိုယ့်ဘက်ကအပြစ်မရှိတဲ့အတွက်လို့ဒါပေမဲ့စိတ်ခတ်တဲ့လူရောက်နေလို့တဲ့ငါကတိုင်ခိုင်းတာတဲ့မန်နေဂျာနောက်ရက်ကျတော့ပြောတယ်အဲ့ကြောင့်စိတ်ခတ်တဲ့လူကနင်းတို့မန်နေဂျာကြီးလုံကျုံးရင်ရှိနေရတာနဲ့လို့စက်ရုံဝန်ထမ်းတွေကိုစိတ်ခတ်တဲ့လူရောက်နေတာတော့မှနင်တို့ကမသိဘူးဆိုတော့နင်တို့တော်တော်အသုံးကြတာပေါ့လို့အုတ်ချုပ်မှုအရန်ကောင်းတယ်လို့ဒီစက်ရုံကလို့ညီမအတိုင်းပြန်ပြောသူကနင်းနဲ့မဆိုင်ဘူးတဲ့နင်းကိုပြောတာမဟုတ်ဘူးတဲ့သူကကျတော့နင်းကငါအလိုမရှိတော့ဘူးနင်းကိုယ့်ဘက်ကိုထွက်စာတင်သွားတဲ့ညီမမတင်နိုင်ဘူးလို့ထွက်စာလည်းမတင်နိုင်ငါထွက်မှနင်းထုတ်မှဆိုရင်လို့တခါတည်းလို့ဘေးလို့ထွက်စာပေးလို့ဆိုတော့သူတို့ကထွက်စာလည်းမပေးဘူးဂိတ်ဖက်စာပဲပေးလိုက်တယ်ဂိတ်ဖက်စာပဲပြန်လာနောက်ရကြလေပါရောကကြသွားတော့သူဒီနေ့လောက်သွားစင်းနဲ့သွားစင်းတော့အပေါက်မှာသူတို့စောင့်နေတယ်အဝင်မခံဘူးသူကပြောပြီးတော့ဝင်မခံတော့ညီမယောက်ျားလာတယ်အရှိမစောင့်နေတော့မတ်တက်ထားဆိုတဲ့လူကအရှိမအမိုက်တုံမို့လူတွေလုံယုံရေးတွေနဲ့လူတွေထွက်လာတော့ညီမယောက်ျားသွားမိတယ်မားတဲ့အမကျွန်တော်မိမဟုတ်တဲ့ဆရာရနာလုပ်တယ်ဆိုတဲ့နဲ့မဟုတ်ဘူးတဲ့အမတဲ့မန်နေဂျာခိုင်းလို့လုပ်ကြတာပါတဲ့အဲ့လိုမျိုးပြောတယ်ပြီးတော့သူတို့တိုင်ကျဖွင့်ထားကြတော့တမျိုးပြန်ဖြစ်တယ်ညီမတို့ကကြတော့လူရန်ကားတွေနဲ့အဲ့လိုမျိုးတွေသူ့ချင်းချောက်တယ်ဆိုပြီးတော့ပြောတယ်လူမိုက်တွေခေါ်ပြီးတော့ချင်းချောက်တယ်ဆိုပြီးတော့ပြောတယ်တရားကကြတော့အစ်စာချုပ်နဲ့မကိုက်ညီပေါ့လုံသမားညီမမှုနဲ့ပဲဆိုင်နေဆိုပြီးတော့အလားစာကိုလွှဲတယ်အလားစာလွှဲတော့ရုံချင်း၃ချင်းပြည့်နောက်ဆုံးတစ်ချိန်မှကြတော့သူကမန်နေဂျာကကြတော့တောင်းပန်ခိုင်းတယ်တောင်းပန်လို့ရှိရင်ပေါ့ဒီကြော်ကြီးကိုသူပေးမယ်အကောမတီကမပေးအောင်သူစိုက်ပေးမယ်လို့ပြောတယ်ပြီးတော့လေပါရောကလူကြီးကလည်းသူပေးမယ်တဝက်ပေးလိုက်အဲ့လိုမျိုးပြောတယ်ညီမကတော့မတော့ကိုယ့်ဘက်ကမှန်တဲ့အတွက်မတောင်းပန်နိုင်ဘူးလို့ပြောထားခဲ့မတောင်းပန်တဲ့ဒီအလားစာကတော့သူကခုံသမာတိကိုပြောင်းပြီးရယ်လက်သာပြောင်းပြီးရယ်အဲ့ဒီထက်တမရမှာဒီဟာအငြင်းပွားမှုဆိုပြီးတော့အလားစာလူကြီးကပြောတယ်အလားစာလူကြီးရယ်ပြီးတော့လေပါရောကလူကြီးရယ်သူတို့ပါအကုန်လုံးပြောတယ်ခုံသမာတိကလည်းအလုပ်ရှင်ရဲ့ခြေပါလာကိုပဲအဓိကထားပြီးဆုံးဖြတ်ပြီးဒါဟာလုံသမားဥတွေပါရပိုင်ဝင်ဖြစ်တဲ့အတွက်ဆိုပြီးတော့သူကသက်ဆိုင်ရာဦးစီးဌာနများမှာစေရင်ပိုင်ဝင်တရားရုံးများမှာရှောက်ထားနိုင်ပါတယ်ဆိုပြီးတော့သူကဆုံးဖြတ်ချက်ချခဲ့တယ်။ရမဆွဲနိုင်ငံကိုကလည်းပတ်စံကြလဲဆွန်ပြေဘူးလောက်ကခလေးကလည်းမွေးထားတယ်လေ
ကလေးမှုထားကြတော့အစမပြေဘူးသူ့ကိုတရားဆွဲဖို့ဆိုရတယ်ကိုကိုတိုင်းတရားဆွဲဖို့တက်မယ်ဆိုလဲငွေရလဲအဲ့လိုကြီးလုံလောက်လဲမရှိဘူးတထိတ်လဲမဟုတ်တဲ့အတွက်ဒီတိုင်းပဲဒီဘယ်လိုပြောမလို့ဒီတိုင်းပဲနေခဲ့ရပေါ့ဒီအဖွဲ့အစည်းနဲ့ပဲတောင်းခံပြီးတော့အကူအညီတောင်းနေရတာ